ဆိုတော့နောက်မှာတော့ game number 1 fan prime တက်တော့မဖြစ်သွားခဲ့ရပြန်ပါဘူးgrand final နေကြရင်လည်းဘယ်အသင်းတွေကဒါဘယ်လိုဆက်ပြီးတော့ best of 7 series ကိုရှင်ပြိုင်သွားမလဲဆိုတဲ့အချက်တစ်ခုကလည်းနည်းနည်းလေးတော့စိတ်ဝင်စားဖို့ကောင်းနေဦးမယ်ဗျ fan prime အသင်းနဲ့ပြန်ပြီးတော့တွေ့ရမယ် star captain အသင်းလိုင်းကပြောင်းလဲလေးတစ်ခုကလည်းပြန်ပြီးလှုပ်လာခဲ့ဆိုတဲ့အပိုင်းမှာရောသူတို့အသင်းရဲ့ဒါဆော့ကစားမဲ့ပုံစံလေးရောအရင်တော့ဒါအဆင်ပြေသွားမလားဆိုတဲ့အချက်လေးတစ်ခုကလည်းနည်းနည်းလေးကတော့ဒါစိတ်ပူစရာအချက်ပဲခါတိုင်းကတော့သူတို့အသင်းရဲ့ goal လိမ့်တာတယောက်နဲ့ပြန်ပြီးတော့မှ stable ဖြစ်နေတဲ့ line တစ်ခုကနေပြီးတော့မှဒါပြန်ပြီးတော့မှဒါgrand final ပွဲစဉ်မှာဆော့ရမယ်ဆိုတဲ့နေ့မှာတခြားဒါ player တယောက်နဲ့ဒါအရေးပေါ်အခြေအနေတစ်ခုရဒါအစားထိုးလာခဲ့ဆိုတဲ့နောက်မှာလည်းပြန်ပြီးတော့သူတို့အသင်းဆော့ကစားရမယ့်ပုံစံလေးကလည်းနည်းနည်းလေးကတော့ဒါသွားပြီးတော့စောင့်ကြည့်ရပါအောင်မယ် benefits မှာလပုနဲ့အတူပဲ everything ပြန်ပြီးတော့ banner ပေးခဲ့ဆိုတဲ့နောက်မှာလည်းကျူရှင်းနဲ့အတူပဲပြန်ပြီးတော့မှ Ivan ရဲ့ပဒန်းအောင်ပါပြန်ပြီးတော့ banner ပေးသေးတယ်ရှေ့ကပွဲစဉ်လေးနည်းနည်းလေးတော့လေးလာခဲ့လို့ပြောရမယ်ကျူရှင်းဘန်းနဲ့နောက်မှပြန်ပြီးတော့ပဒန်းပြန်လည်းပြီးတော့ banner ခဲ့ဆိုတဲ့နောက်မှာလည်းဒီနှကောင်ရဲ့ဒါ front line တွဲလုံးလေးတစ်ခုကလည်းတကယ်ပဲသွားပြီးအားသာချက်တစ်ခုရှိနေခဲ့လို့ပြောရမယ်ဗျာလပုနဲ့အတူပဲဒါ everything ပြန်လည်းပြီးတော့ပစ်လာခဲ့ဆိုတဲ့နောက်မှာနောက်တစ်ကောင်1-1အောင်ပါပြန်ပြီးတော့ third benefit တွေထည့်ထားခဲ့ပါသေးတယ်star captain အသင်းတကယ်ပဲဆက်ပြီးတော့မှရီတန်ရှင်းတစ်ကောင်ပါ Jagan Frog အတွက်ပြန်ပြီးတော့ ban လိုက်ပေးရဆိုရင်နောက်မှာတော့ဒါ fan prime အသင်းရဲ့ဒါပြန်ပြီးတော့ပစ်လာမယ် picking တစ်ခုလည်းသွားပြီးတော့ကြည့်အောင်မယ် first pick မှာတော့ Zoo Boy သူ့ရဲ့ Granger ကိုပဲဒါဆက်ပြီးတော့မှရွေးချက်ထားသေးပါပဲ fan prime အသင်းအနေနဲ့ကလည်းတကယ်ပဲဒါရှေ့ရပွဲစဉ်တွေမှာလည်းလက်စွမ်းကောင်းတွေပြသထားခဲ့သလိုသူတို့ရဲ့ဒါနေရာတစ်ခုမှာလည်းဒါပြန်ပြီးတော့မှဒါချန်ပီယံဆုထိပါသိမ့်ပိုက်ထားနိုင်ခဲ့တဲ့အသင်းတစ်သင်းလည်းဖြစ်တယ်အဲ့တော့ဒီလိုခက်ခဲတဲ့အသင်းတစ်ခုမျိုးအနေနဲ့ပြန်ပြီးတော့မှ star captain အသင်းရင်ဆိုင်ရမယ်ဆိုတဲ့အချက်မှာသူတို့အသင်းအနေနဲ့ဘယ်လောက်ထိများပြန်ပြီးတော့ပြင်ဆင်လာသလဲဆိုတဲ့အချက်လေးတစ်ခုကလည်းနည်းနည်းလေးတော့စိတ်ဝင်စားဖို့ကောင်းနေဦးမှာပါအဲ့တော့သူတို့ပြနေကြပုံစံလေးတိုင်းပဲကမလာစပြီးတော့ပစ်တယ်နောက်မှပြန်ပြီးတော့ပါလာခဲ့မယ် Lucas နဲ့အတူပဲနှစ်ကောင်စပြီးတော့ပစ်ထားခဲ့ပါပြီကမလာလူကတ်တွဲလုံးလေးတစ်ခုပြန်ပြီးတော့ပါနေဦးမယ်ဆိုရင်နောက်မှာလဲကမလာခါဆော့ဖလက်ပြန်ပြီးချိတ်တဲ့ပိုင်းမှာလူကတ်ပေါင်ပြောင်းပြီးတိုးလာခဲ့မယ်ဆိုလို့ရှိရင်တော့ဆက်ပြီးတော့ပဲဒါ front line ပိုင်းကပုံပြီးတော့အားသာပါဖို့ရှိနေဦးမလားဒီချက်လေးတစ်ခုကိုလည်း fan prime အသင်းပြန်ပြီးတော့ bounce back hero တွေပေးအောင်မယ်ဆိုနေတာတစ်ခုမှာတော့Zuba ရဲ့ first pick Granger လွတ်ပေးလိုက်တယ်ဆိုတဲ့အချက်တစ်ခုကနည်းနည်းလေးတော့စဉ်းစားကြပါပဲရှေ့ကပွဲစဉ်တွေမှာပါ survey ထိပါသိမ့်မိတ်သွားခဲ့ဆိုရင်နောက်မှာတော့ဒီနေ့ပွဲစဉ်မှာသူ့ရဲ့ goal line ဘယ်လောက်ဒီမှာဆက်ပြီးတော့လွတ်သွားဖို့ရှိနေဦးမှာလဲ Ivan အနေနဲ့ကတော့သူ့ရဲ့ Karok Kaka ပြန်ပြီးပစ်ထားခဲ့ဆိုရင်နောက်မှာတော့နောက်ကပြန်ပြီးတော့မှ CC ရဲ့ EHP lane အတွက် match up တစ်ခုပြန်ပြီးတော့ပါလာပါအောင်မယ် CC ပြန်ပြီးတော့ပစ်ထားသေးရဲ့ EHP lane အတွက်ဒီမှာသွားပြီးတော့လဲ Ivan ရဲ့ Karok Kaka ပြန်ပြီးတော့ပစ်ထားခဲ့ဆိုရင်နောက်မှာဒီသုံးကောင်အတွဲလုံးလေးတစ်ခုကလည်းသွားပြီးတော့ကြည့်အောင်ဒါဆိုရင်တော့ front line ပိုင်းမှာတော့အရင်တော့သွားပြီးတော့ fan prime တဲ့ပစ်တစ်ခုကအားနဲ့နေဦးမှာတော့မဟုတ်သေးဘူး Karok Kaka ရဲ့ Guardian ခုံတဲ့အပိုင်းတွေပါမယ် Scale 2 energy ပြန်ပြီးတော့စုပြီးတော့မှဒါဝင်လာခဲ့မယ်ဆိုလို့ရှိရင်လည်းဒီ Bell West Field Disable ပြန်ပြီးတော့ပေးနိုင်ခဲ့တဲ့အပိုင်းတွေလည်းဆက်ပြီးတော့ပါနေဦးမယ်ဆိုရင်နောက်မှာဆက်ပြီးတော့များဒါသူတို့ရဲ့ pick တစ်ခုအရာအဆင်ပြေသွားဖို့ရှိမလားဆိုတာလည်းစိတ်ဝင်စားကြပါပဲဒီဘက်မှာလည်းသွားပြီးတော့မှ goal line အတွက် Beatrix လေးကိုစောစောစီးစီးပဲပစ်ထားခဲ့ဆိုရင်နောက်မှာတော့သူ့ရဲ့ bombardment နေတကယ်ပဲဒါ sniper နဲ့ passion ပြန်ပြီးကျဲတဲ့အပိုင်းတွေလည်းသွားပြီးတော့ကြည့်အောင်မယ် shotgun နဲ့မှသွားပြီးတော့ပစ်တယ်ဆိုရင်ဒါလည်းဒါအပိုင်းမှာလည်းတကယ်ပဲ damage ပိုင်းချရပေးနိုင်အောင်မလားဒီချက်လေးတစ်ခုကလည်းနည်းနည်းလေးစိတ်ဝင်စားကြပဲဗျ Valentina ပြန်ပြီးတော့ banner ပေးသေးတယ်အဓိကအပြင်လည်း Lucas တို့ Kamala တို့ Eddie တွေကို Valentina ခိုးဖို့တော့ကအရင်တော့သွားပြီးလွယ်ကူနေဦးမယ်ဗျအဲ့ဒီနောက်တစ်ခုမှလည်းဖောင်ပြောင်းပြီးသား Lucas ရဲ့ဖောင်တစ်ခုပြန်ပြီးတော့မှ Valentina သုံးပြီးလာခဲ့မယ်ဆိုလို့ရှိရင်လည်း fan prime ရဲ့ pick တစ်ခုကပဲပို့ပြီးတော့တာဝါဖို့ရှိနေခဲ့ဆိုရင်နောက်မှာ Valentina နဲ့အတူပဲနောက်ဆုံး last pick မှာ Harabuza ကိုပြန်ပြီးတော့ banner ပေးပါသေးတယ်Jagan Frog ရဲ့ Harabuza ပြန်ပြီးတော့ banner ပေးသေးရဆိုတော့နောက်မှာလဲသူ့ရဲ့ Harabuza လေးအလုံးလုံးပုံလေးကလည်းတကယ်ပဲဒါရှေ့ကပွဲစဉ်တွေမှာလဲ Darkness နဲ့ပွဲမှာဆက်ပြီးတော့မြင်တွေ့ခဲ့ရဆိုတော့နောက်မှာ Harabuza ပစ်တစ်ခုရောဆက်ပြီးတော့ပဲဒါ Jagan Frog အတွက်တော်တော်လေးကိုအရေးပါနေတဲ့ပစ်တစ်ခုလားဒါလေးကလည်းနည်းနည်းလေးတော့စဉ်းစားကြပါပဲဒါပေမဲ့လဲ Vanilla List ကို Star Captain အသင်းစပြီးတော့ထည့်ထားခဲ့ဆိုတော့နောက်မှာတော့နောက်ထပ်ပြန်ပြီးတော့ပေးအောင်မယ် Fan Prime အသင်းရဲ့Picking နှကောင်ကလည်းနည်းနည်းလေးတော့စိတ်ဝင်စားဖို့ကောင်းနေသေးရဲ့ဗျာနောက်ဆုံး less benefits မှာပြန်ပြီးတော့ ban ရအောင်မယ်ကြက်ချမ်းပြန်ပြီးတော့ပါလာခဲ့ဆိုတော့နောက်မှာလည်းနောက်ဆုံး less benefits လေးကတော့ Vero လေးများဒါပြန်ပြီးတော့ ban အောင်မလဲဒါပေမဲ့လည်း Kimi ကိုတော့ပြန်ပြီးတော့ ban ပေးသေးရဲ့ဗျာKimi Vanilla တဲ့ပြန်ပြီးတော့ရောက်ရှိသွားခဲ့ပြီဆိုတော့နောက်မှာလည်းတကယ်ပဲဆက်ပြီးတော့ကြည့်အောင်မယ်ဥစ္စာကတော့မစ်လိန်နည်းနည်းလေးပြန်ပြီးတော့ပိတ်ဖို့ကြိုးစားထားခဲ့တဲ့အချက်လေးကလည်းသွားပြီးတော့တွေ့ရအောင်မယ်ဂျန်ဂလာပိုင်းအတွက်များH4 လေးများစပြီးတော့ထွက်လာအောင်မလားနည်းနည်းလေးတော့စဉ်းစားကြပဲပစ်ချင်တော့ပစ်လို့ရတယ်သို့တော့ညာလည်းပဲ Granger ဆိုတာ6ချက်တီ H4 ရဲ့ energy ရှိတဲ့တစ်ခုကိုသူ Granger သား item ပိုင်းကပို့ပြီးတော့များပြနေကြမယ်ဆိုလို့ရှိရင်လည်းကူကူလေးပဲချွတ်ပေးလို့ရတယ်ဆိုတဲ့နေတာတစ်ခုမှာတော့နည်းနည်းလေးပြန်ပြီးတော့ဒီ Granger ကြီးမပောက်အောင်တော့သတိထားပြီးစော့အောင်မှတော့ရမယ်လို့ပြောနေရဆိုတော့နောက်မှာလေ
အားလော်လေးပဲဆက်ပြီးတော့ပစ်လာခဲ့ပြီဗျာဒါဆိုရင်တော့အားလော် AHP ကျင်းသေးသွားခဲ့ပြီLucas နေနဲ့ကတော့ဂျန်ကပိုင်းလေးပဲနည်းနည်းလေးပြန်ပြီးတော့ UTV သွားအောင်ပါလားဒီချက်လေးတစ်ခုကလည်းနည်းနည်းလေးစဉ်းစားအောင်ပဲဆိုရင်တော့မှာ Fasa စပြီးတော့ပစ်လာခဲ့ပါပြီဒီ Fasa ပစ်တစ်ခုကတကယ်ပဲဒါအာလီဂိမ်းမာတွေကအလုံးလုံးတဲ့ဒါခခရဲ့Fasa လို့ပြောလို့ရမယ်သူ့အနေနဲ့ကတော့ဒါမလိမ့်မှာလိမ့်နေမြဲဆန်ရှင်းပြီးရင်လည်းစာလိုင်းကန်ကင်တွေကိုပြန်ပြီးလုတ်တဲ့အပိုင်းတွေကသွားပြီးတော့အားကောင်းမှုရှိနေသေးတယ်ဆိုတော့နောက်မှာနောက်ဆုံး last picking တစ်ခုမှလည်းဘာရှာလေးကိုပဲပြန်ပြီးတော့ပစ်ထားပါသေးရဲ့ဂျူရီပဲဂျန်ဂလာပြန်ပြီးတော့ပစ်လာခဲ့တဲ့ fan prime တင်နောက်မှပြန်ပြီးတော့ကြည့်အောင်မယ် back damage ရ fast feather air strike တွေရှိမယ်တကယ်ပဲ zoo point ရဲ့ဒါ sonata 6ချက် damage တွေနဲ့တူပဲ super bull လက်ပြီးတော့ဖြစ်တဲ့အပိုင်းတွေမှာလည်းဒီနှကောင်း area control ပိုင်းရသွားပြီးတော့အားသာနေခဲ့မယ်ဆိုလို့ရှိရင်တော့ back line မှာရှိနေခဲ့တဲ့ Beatrice လို hero မျိုးတွေတကယ်ပဲသွားပြီးတော့မှဒီနှကောင်းရဲ့ damage ကလည်းရင်ဆိုင်မှုခက်ခဲအောင်ပါဗျဆက်ပြီးတော့ကြည့်အောင်မယ်နောက်ထပ်သူတို့နေလောက်ဆုံး last ပစ်လာတဲ့ page တစ်ခုမှာတကယ်ပဲဒါ back line control တစ်ခုအတွက်ဒါ back stand လေးပြန်ပြီးပေးမယ်ဆိုရင် aura လေးကိုပဲဒါဆက်ပြီးတော့ရွေးချက်ထားခဲ့ပြန်ပါသေးတယ်Aura Kamala မတွဲလုံးပြန်ပြီးတော့ပါလာခဲ့ဆိုရင်နောက်မှာ backline နောက်ထပ်တစ်ခုအနေနဲ့သွားပြီးကြည့်ရမယ်ဆိုလို့ရှိရင်လည်း Beatrice နဲ့ဒါရှင်ပြီးထိန်းရမယ် Zoo Point သူ့ရဲ့ Granger လေးလည်းဆက်ပြီးတော့ပါရှိနေဦးမယ်ဆိုရင်နောက်မှာလည်းတကယ်ပဲဒီနှစ်သင်းရဲ့အားပြိုင်မှု Best of 5 Series ရဲ့ Game Number 1ကျွန်တော်တို့နဲ့ဒီလိုသွားပြီးတော့မှအားပေးရပါဦးမယ်တလီနောဟာငါကြိုက်နေလားမသိဘူးဟာဆက် Fan Prime vs Star Captain တင်းတို့ရဲ့ Best of 5 Series ရဲ့ Game Number 1ကနေအားလုံးပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါတယ်ကယ်ပဲသွားပြီးကြည့်အောင်မယ် Star Captain တင်းကလည်းတကယ်ပဲ upper bracket မှာဆက်ပြီးတော့လက်ရည်ကောင်းနေပတ်သက်ထားတဲ့အသင်းဖြစ်တယ်ဆိုရင်နောက်မှာဒီနေ့မှာသူတို့အနေနဲ့ပြန်လည်ပြီးတော့ရှင်မြန်ရမယ်အသင်းကလည်း Fan Prime ဖြစ်နေခဲ့ဆိုတဲ့အချက်ကိုတော့သွားပြီးတော့သတိထားရအောင်မယ်ဘယ်လောက်ထိများသွားပြီးတော့အကောင်းဆုံးရှင်ပြန်နိုင်ဖို့အတွက်ဒါစူးစမ်းသွားနိုင်အောင်ပါလဲဆိုတာဆက်ပြီးတော့ကြည့်အောင်မယ်လို့ပြောနေနေပဲနောက်ထပ်ဒါ Game Number 1ရဲ့ပွဲစဉ်တွေကစတင်ခဲ့ပြီဖြစ်ပါတယ် EHG လိမ့်မှာတော့အားလုံးနဲ့တူပဲပြန်ပြီးရှင်ပြီးထိရမယ် CC နောက်ကအပြောင်းလေးသွားပြီးကြည့်ရမယ်ဒီမှာ Export Energy ဆိုတော့က energy လေးသွားပြီးတော့မှဒါ schedule လေးနဲ့ပြန်ပြီး stand up ပေးခဲ့ဆိုတော့နောက်မှာလည်းနိုင်ငံပြန်ပြီး forward လုပ်သွားဖို့ရှိနေဦးမလားတကယ်ပဲသွားပြီးတော့ကြည့်အောင်မယ် Fasa ဒီနဲ့ကလည်းဒါသူ့ရဲ့ scale 1 scale 2 damage လေးနဲ့ပြန်ပြီးတော့မှဒါ Ali game မှာတွေကသွားပြီး stand ပေးနိုင်တယ်ဆိုတော့ချက်တစ်ခုကြားထဲမှာလည်း Kamala ဒီမှာသွားပြီးရှိနေခဲ့ဆိုတော့နောက်မှာ Fasa သွားပြီး stand up ပေးသေးရဲ့အတော့တင်းနေလေးနေဝိုက်ဆိုတော့နောက်မှာလည်း Kamala အနေငယ်တော့ပြန်ပြီးတော့ forward ရပါအောင်မယ်ဗျဒီကတော့ Fan Prime တင်းရဲ့ team found တစ်ခုတည်းကိုပြန်ပြီးတော့ဝင်သွားဖို့အတွက်အကောင့်မပြန်လည်းပြန်ကြိုးစားရမယ်ဆိုတော့ခက်ခဏတစ်ခုမှာ General ဆက်ပြီးတော့ပဲသူ့ရဲ့ Lucas ရဲ့ farming button လေးတစ်ခုပါသွားပြီးနောက်ဖို့ကြိုးစားနေကြတာများလား Ivan ဒီမှာသွားပြီးတော့ကြည့်နေခဲ့ဆိုချက်တစ်ခုကြားထဲမှာလည်းခါမလိမ့်မှာသွားပြီးတော့မှ lane နဲ့ pace ရအကောင့်မရှင်းမှုကြိုးစားထားသေးရဲ့အာတို schedule ပြန်ပြီးတော့ stand လာပြီးဆိုတော့မှ Kaiser ပြန်ပြီးတော့ schedule scale 1ပြန်ပြီးပေးထားဆိုတော့မှလည်း Ivan တင်းနေလေးကိုနဲသွားခဲ့ပြီဗျအာတိုတကောင်မှာသွားပြီးတော့ကမ်းမကြိုးစားနေတာများလားသွားပြီးတော့ကြည့်ရမယ် Walkie Crab ဒါ River Monster button လေးတစ်ခုမှာလည်းဆက်ပြီးတော့တင်းရဲ့အားပြမှုလေးတစ်ခုကသွားပြီးတော့ရှိနေဦးမှာလား General position ထောက်ထားပေးသေးရဲ့အပေါ်လဲမှာလည်း Zoo Boy အနေနဲ့ကတော့ level 3တက်ရရှိသွားခဲ့ဆိုတော့နောက်မှာတော့ဒီ River Monster button လေးတစ်ခုမှာလည်းဆက်ပြီးတော့ပဲခွင့်ပြုပေးလိုက်ရပြန်ပြီဗျJagan Frog ဒီမှာသွားပြီးတော့ buff ဒီမှာခံဖို့ကြိုးစားနေတာများလား Ivan Energy ရှိကောင်းမွန်မစူတာပေးသေးရဲ့ကျွန်းလာရင်တော့နည်းနည်းလေးမအောင်မယ်လို့ပြောနေတယ် Revision ပြန်ပြီးတော့ပါတဲ့အပိုင်းခြားတစ်ခုမှာတော့ General ပဲဒါရအောင်တော့ယူသွားပေးသေးရဲ့ဗျRiver Monster လေးပေးလိုက်ရဆိုတော့ညာလည်းပဲဒါ Revision ပြန်ပေါက်ပြီးတော့မှစားနေခဲ့တဲ့ crit တစ်ခုကြားထဲမှာတော့ General ဆက်ပြီးတော့တက်ခဲ့ဆိုရင်နောက်မှာ CC ပြန်ပြီးတော့ဝင်လာအောင်မလား Backup stand ရ Kaiser ပြန်ပြီး stand နေပေးရသေးရဲ့အာတိုဒီမှာသွားပြီးကျုံနေခဲ့တဲ့ချက်တစ်ခုကြားထဲမှာခါ Kill damage ကောင်းမွန်ပေးရသေးရဲ့ဆိုတော့နောက်မှာလည်းပြန်ပြီးတော့ဝင်လာအောင်မလား Repetitive ပြန်ပြီးတော့ကြည့်နေခဲ့ဆိုချက်တစ်ခုကြားထဲမှာအနေငယ်ပြန်ပြီးတော့ fall back ပါအောင်မယ်Star Captain တင်းတကယ်ပဲ positioning ဘိုင်းရပြန်ပြီးတော့မှဒါ hero game မပေးရဖို့အရေးကိုကောင်းမွန်ဆုံးလေးပဲထိန်းပြီးတော့ဆော့ထားတယ်ဆိုတဲ့အချက်လေးကလည်းသွားပြီးတော့ကြည့်အောင်မယ်ဒီမှာ ASP lane အတွက်လည်းဒါ general သွားပြီး gan နေခဲ့ဆိုချက်တစ်ခုကြားထဲမှာအာတိုသွင်းနေလေးနေဝခဲ့ပြီဗျ Ivan skate to stand ပြန်ပြီးတော့ဝင်လာအောင်မလား Kaiser သွင်းနေလေးနေ capacity ချက်ကြားထဲမှာ Fasa ပဲ air strike ကြားထဲမှာအာတို Pablo စပြီးတော့ကြာသွားခဲ့ပြီ general ကဘာ hero game ပေးလိုက်ရဆိုတော့ညာလည်းပဲ repetitive backline နေပြန်ပြီးတော့ stand နေခဲ့ damage တွေရတော့ဒီကပဲခါပြန်ပြီးတော့ကြာသွားခဲ့ရပြီဗျOkay 3 for 1 trade situations တစ်ခုမှာတကယ်ပဲသွားပြီးတော့တာနေခဲ့တဲ့ Fan Prime တင်း attacking တစ်ခုရဒီမှာသွားပြီးတော့ Ivan တကောင်မှာ Repetitive ဆက်ပြီးဆုံးမပေးရခဲ့ဆိုတော့နောက်မှာတော့ Roma တကောင်မှာပြန်ပြီးတော့ကြာသွားခဲ့ရပြီဗျ35ကတော့ပြန်ပြီးတော့ Jagan Pro ပေးရဖို့ကများနေခဲ့ Retribution ပြန်ပြီးပေါက်ထားခဲ့တဲ့နောက်တစ်ခုမှာအားလုံးကြုံသွားခဲ့ Final Slash ကြားထဲမှာဘယ်တော့ဝင်လာအောင်မလား Strike တွေကောင်းမွန်သုံးထားပေးတဲ့ Kamala Patel ကြားထဲမှာ3 man တော့ချိန်နေခဲ့နောက်မှာခါတကောင်မှာဆက်ပြီးဆုံးမပေးတဲ့ Kaiser ပြန်တော့ဝင်လာအောင်မလား General တိုးနေခဲ့တဲ့ damage ကြားထဲမှာတော့ double game ပါတိတ်မိုက်သွားရင်းနဲ့ပဲ Star Captain တင်းဆက်ပြီးတော့ Battle Combination တစ်ခုရဥတီလာဖို့ရှိနေခဲ့ပါပြီKamala Patel လေးဒီ sorry Kamala Castle Black ဒီ battle မှာသွားပြီးတော့လုံးနေခဲ့လို့ပြောအောင်ပဲဗျာ Freeman သွားပြီးတော့ချိန်ပေးနေခဲ့တယ်အဲ့ဒီတာတစ်ခုမှာအားလုံးပေးနေခဲ့တဲ့ slash damage တွေ strike တွေပြန်ပြီးထိုးတဲ့ပိုင်းနေမှာ
ကယ်ပဲ general နေနဲ့လည်းပေါင်ပြပြီးတိုးဖို့ကြိုးစားခဲ့ဆိုပိုင်းမှာတော့ hero k တောက်ရှော့ပြပြီးရရှိခဲ့တဲ့ချက်လေးကတော့တကယ်ပဲသွားပြီးတော့အာသာနေစခဲ့ပြီဗျာအားလေးကိတ်မှာနောအပိုင်းချလေးတစ်ခုရလဲစပြီးတော့တာနေခဲ့ဆို star captain အသင်းဆက်ပြီးတော့ဘတ်တယ်ကိုတိုးပြီးဆိုင်အောင်ရှိနေဦးမှာလား fan prime ကိုစပြီးတော့ပဲနိုင်ရရှိသွားတဲ့အသင်းဟာဒီအသင်းမှာဖြစ်နေဦးမှာလားဆိုတော့အချက်တစ်ခုကလည်းတော်တော်လေးရင်ကုန်စိတ်လှုပ်ရှားမကောင်းနေခဲ့ပြီဗျာသူတို့ potential လေးတစ်ခုသွားပြီးတော့ထိန်းအောင်မရမယ် fan prime ဒီလည်းတကယ်ပဲသူတို့အနေနဲ့တာတယ်ဆိုနေတာတစ်ခုမှာပြပြဆိုင်နိုင်နေဆိုအသင်းတွေဖြစ်တယ်ဆိုတော့မှာ RDD ပြပြဝင်လာအောင်မလား backline control Kaiser skill 1 damage လေးအကောင့်မှာခါခါသွားပြီးတော့ပေးထားဆိုတော့နောက်မှာလဲ Fasa နိုင်ငံပြန်ပြီးတော့သူ့ရဲ့ဒါ feather air strike ကျဲတဲ့အပိုင်းမှာသတိထားပါအောင်မယ်မပေါစင်ပြပြတိုးလာမှာဂျာကပရောဂျာမီကြားထဲမှာခိုင်စားပြပြ skip ကိုကြိုးစားနေ glider ကြားထဲမှာ2 master ဆိုတော့ညားလည်းပဲ back damage လိုအပ်မှုတွေအရတော့ခိုင်စားပဲဒါပြန်ပြီးတော့ကြာသွားခဲ့ရတယ်ဗျာfan prime တင်းကိုလည်းအားလီပိုင်းတာနေခဲ့ဆိုနေတာတခုမှာသူတို့ရဲ့ star captain အတင်းဒီ potential တခုဆက်ပြီးထိန်းပြီးစော့အောင်မှတော့ရမယ်ဗျာသူတို့ပြင် fan prime တင်းဒီတကယ်ပဲဒါပြိုင်ပွဲအတွေ့အကြုံပြေးဝနေတဲ့အတင်းဖြစ်တယ်ဆိုရင်နောက်မှာတော့ပြန်ပြီးတော့ဒါသူတို့ရဲ့ bounce back တွေဆိုင်မှာခက်ခဲမှာတော့မဟုတ်သေးဘူး Zuba တော့ January တိုင်းနေခဲ့ချက်တခုကြားထဲမှာ flicker Zuba ပြန်ပြီးတော့ပေးထားသေးတယ်အဲ့ဒီမေးပေးမှာလား Fasa Feather Extra လေးနဲ့ပြန်ထိန်းထားပေးဆိုချက်တခုကြားထဲမှာ January တင်းနဲ့လဲတဲ့ Zuba ပြန်ပြီးတော့မပေးနေခဲ့ Super Bullet damage ကြားထဲမှာဒီနှစ်ကားတွဲလုံးတစ်ခုလည်းသွားပြီးတော့အားကောင်းနေခဲ့ဗျာပေါင်းစင်ဆက်ပြီးတော့တိုင်အောင်မလား Ivan သွင်းနေလေးနဲ့ချက်တခုကြားထဲမှာ Kaiser ပြန်ပြီးတော့ forward အောင်မရမယ်လို့ပြောနေနေပဲ Hero K 9 ကောင်ပြန်ပြီးတော့ညီွားခဲ့ပြီဗျာတင်5ပတ်တယ်ပြန်ပြီးစိုက်ပြနေခဲ့တဲ့ Star Captain နဲ့သွားပြီးတော့ကောင်းနေခဲ့တဲ့ Fasa Feather Air Strike တက်တော့မလား Final မှာပြန်ပြီးတော့ချက်တခုကြားထဲမှာ RDD ဒီကောင်နဲ့ပြန်ပြီးတော့ strike တွေပဲအောင်လို့ကြိုးစားနေခဲ့တော့တွေ့ရမယ် Kaiser ကြားထဲမှာ2 man Cast of Blast 2 man လာလေပဲ back damage နဲ့ငါလိုနေတယ်ဆိုနေတာတခုမှာအာတိုစပြီးတော့ကြာသွားခဲ့ရဗျာ CC လင်းပြန်ပြီးချိန်ထားပေးတဲ့ link side ဒီကောင်မှာဆက်ပြီးတော့ကြိုးစားနေခဲ့တဲ့မှာ RDD ပြန်ပြီးတော့ဘာကြိုးစားနေခဲ့ဆိုတော့ညာလည်းပဲ shut down ခဲ့တော့တကားပဲတိတ်မဲ့သွားခဲ့ဆိုတော့နောက်မှာတော့ okay ခုနကောင်သာအသီးပါပြန်ပြီးတော့ရောက်သွားနိုင်ခဲ့ပြီဗျာဒါပေမဲ့လည်း Ivan တကောင်တော့ပြန်လည်းပဲရှိလိုက်တယ်ဆိုတော့ချက်လေးကသွားပြီးတော့ကောင်းနေခဲ့ဆိုတော့နောက်မှာလည်း Feather Air Strike ဆက်ပြီးတော့ပေးထားဆိုတော့နောက်မှာတော့ပြန်ပြီးတော့ပေးနေခဲ့ Super Bullet နဲ့အတူပဲ Super ရဲ့ဒါ Grander damage ကြီးကြားထဲမှာတော့အနေငယ်ပြန်ပြီးတော့ forward ထားရပါသေးတယ်တကယ်ပဲအားလီပိုင်းမှာတော့ပြန်ပြီးတော့ဘတ်တယ်တစ်ပေါက်ကနေပြီးတော့မှဒါ Star Captain အသင်းတာခဲ့တယ်ဆိုတော့ညာလည်းပဲဘတ်တယ်ပြန်ပြီးထိန်းဆော့လာခဲ့တဲ့ Fan Prime အသင်းရဲ့ attacking ကြီးကြားထဲမှာတော့ Hero K တွေပြန်လည်းပြီးတော့ကြာဆုံးသွားခဲ့ရပြီဗျာ9ကောင်6ကောင် Fan Prime ကပို့ပြီးတော့တာနေခဲ့နောက်ကနေဒါလည်း 1.6k လောက်ထိကွာနေခဲ့ဆိုတော့နောက်မှာတော့ Fan Prime တင်းနေနေကတော့ game 1 စပြီးတော့ dominant လုပ်ဖို့ကြိုးစားလာခဲ့တာများလား Star Captain တင်းကလည်းအရင်တော့လွယ်ကူနေမဲ့အသင်းတော့မဟုတ်ဘူးအဓိကကလည်း Betrayed နေနဲ့လည်းအကောင်းဆုံးမသူ့လိမ့်မှာထိန်းထားပေးခဲ့ဆိုချက်တခုကြာတော့ Bombardier Man လေးနေပဲဒါ AAC လေးပဲထိန်းဆော့ပေးခဲ့တဲ့အချက်တခုကလည်းသွားပြီးတော့စောင့်ကြည့်အောင်မယ်ဗျာIvan မြေတော့မြင်နေခဲ့စနာမှာအာတိုးပြန်သွင်းနေလေးနေနေခဲ့ပြီ Super ပဲပြစ်နေဦးမှာလား Jagan Frog လည်း back line မှာရှိနေသေးတယ်သူ့ရဲ့ဘာရှာဆက်ပြီးတိုးလာခဲ့မယ်ဆိုလို့ရှိရင်လည်းရန်တော့သွားပြီးလေကွင်းမှာမဟုတ်တဲ့နာမှာ January ပါမတိုးနေခဲ့ပြီခါကောက်သွားပြီးတိုးနေခဲ့ January ကြားထဲမှာ Cast of Blood ပါချက်ပြီးချိန်ထားသေးတယ် Fasa စပြီးတော့ကြာသွားခဲ့ပြီဗျာဆက်ပြီးတော့ကြည့်အောင်မယ်အာတိုးနဲ့ဆက်ပြီးတော့တိုးမလား January ပဲရှိနေသေးတယ် Super ပဲနေခဲ့တယ်ဆိုတော့6 damage ကြားထဲမှာတော့ Ivan တကောင်မှာသွားပြီးတော့ Kaiser ခဲတာပေးသေးတယ်အားလုံး Final Slash ကြားထဲမှာပြန်ပြီးပေးဦးမလား Ivan ဘတ်တယ်လိုက်ပါဆက်ပြီးသုံးသားပေးဆိုနောက်မှာတော့အားလုံးတကောင်ကောင်းကောင်းလှုပ်ထားပေးသေးတယ်ဗျာဒါပေမဲ့လည်း front line မှာတပတ်ကအကောင်တိုးလို့မရအောင်လင်းနေနေရတော့သူက CC လင်းနေချိန်ပြီးတော့မှရိုးပေးနေခဲ့ဆိုတော့နောက်မှာတော့ဘက်ကတောင်းမြေဝေးကွာမှုတွေအရာ Ivan အနေငယ်တော့ escape ဖြစ်သွားသေးပါပဲခုနကောင်ဝဲချိန်6မိနစ်မှာတကယ်ပဲ Star Captain အသင်းနေနေရလဲအရင်က Fan Prime အသင်းနဲ့စောရတဲ့နေရာမှာနှိမ်ပါနေခဲ့တယ်ဆိုတဲ့ပုံစံမျိုးတော့မဟုတ်ဘူးဗျာသူတို့အနေနဲ့ကလည်းသူတို့လောက်ကြရှိတဲ့ချက်လေးကောင်းမွန်လေးပဲလုပ်တယ်ဂျန်ကန်ကန်လုံးမယ်ဆိုရင်လည်းလုပ်တယ်ဗတ်တယ်ပိုင်းကလည်းပြန်ပြီးတော့ bounce ဆက်ပေးနိုင်တယ်ဆိုရင်ချင်းရှိနေကြတဲ့မှာ Kaiser သွားပြီးကြာသွားခဲ့ရပြီဗျာ Ivan ရဲ့ skate တာ energy ပြန်ပြီးတော့စုပေးတဲ့အပိုင်းလေးကြားမှာ Kaiser ပြန်ပြီးတော့ကြာတယ်နောက်မှာပြန်ပြီးတော့ Jagan Frog ဆက်ပြီးတော့ blue bat လေးကိုပါတိတ်မိုက်လာခဲ့ဆိုရင်နောက်မှာလည်းJanuary ဖမ်းပတ်တန်လေးတခုစပြီးတော့ပိတ်ကန်ထားပြီဗျာ RDD ပြန်ပြီးတော့ဝင်လာအောင်မလား Final Flight ကြားမှာ link ပြန်ပြီးတော့ချိန်ထားပေးသေးတယ် Ivan နဲ့ Ruben မှာပြန်ပြီးတော့တိုးလာအောင်မလားခါလည်း back line မှာရှိနေတဲ့ချက်ကြားမှာ RDD ပြန်ပြီးတော့ကြိုးစားနေကြဆိုတော့မှလည်းအာတိုပြန်လက်ကပေးသေးတယ်ကမလာ link မှာကြားမှာ2 man ချိန်ထားခဲ့ဆိုတော့ညာလည်းပဲ Ivan တကယ်ပဲသူ့ရဲ့ဒါ Guardian အနေနဲ့ပြန်ပြီးဗတ်နေခဲ့ဆိုတော့ချက်တခုကြားထဲမှာတော့ escape တော့ဖြစ်သွားသေးပါပဲကမလာ right time လေး backup ပြန်ပေးတဲ့အပိုင်းလေးလည်းသွားပြီးတော့ကောင်းနေကြအဓိကပဲ RDD ရဲ့အားလို့ဒီလေတကယ်ပဲသွားပြီးတော့မကောင်းနေကြဆိုတော့ချက်တခုကြားထဲမှာ final slide ပြန်ပြီးတော့ပေးထားသေးတယ်ဆိုတော့မှ link inside you ဆက်ပြီးတော့ဝင်လာဖို့ရှိနေဦးမှာလား Fasa Feather Air Strike လေးပေးဖို့ရှိနေဆိုတော့ခဏတခုမှ RDD ကောင်းတဲ့ forward လုပ်တဲ့ကဲဆိုတော့ညာလည်းမရဘူးဗျာနောက်ဆုံးတစ်ချက်လေးမှာတော့ spare custom တိကျမှုလေးနဲ့အတူပဲအားလို့ပြန်ပြီးတော့ကြာသွားခဲ့ရပြီဆိုရင်နောက်မှာနောက်ထပ် starter fight တစ်ခုကိုလည်းဆက်ပြီးတော့တိုးဆိုင်ဖို့ကတော့ခက်ခဲသွားခဲ့ပါပြီStar Captain အာတိုပြန်ပြီးချိနေခဲ့တဲ့မှာ Jagan Frog တက်တက်တပ်ပြီးသိမ်းဝဲထားခဲ့ဆိုတော့နောက်မှာလည်း dash ပြန်ပြီးဝင်လာအောင်မလား Jagan Frog တောင်းရပဲသွားပြီးကန်နေခဲ့တဲ့လူကြားထဲမှာ dash ကောင်းအောင်မှာတက်ရောက်တော့ရှိနေကြအောင်မလားဒါတော့ကျော် glider 2 man အလားလေးပဲ fashion ကြားထဲမှာတော့ Jagan Frog တကောင်ပဲပြန်ပြီးတော့ကြာသွားခဲ့ရပြီဗျာdash ကိုကမ်းမှုကြိုးစားခဲ့ဆိုတော့ညာလည်းပဲ Jagan Frog ရိုးကပေးလိုက်တဲ့ချက်ကူကြားထဲမှာ Kaiser သွင်းနေနေက Fasa strike Feather ကြားထဲမှာပြန်ပြီးတော့ပဲအာတိုတကောင်သွားပြီးထိန်းထားပြီးကြိုးစားခဲ့ဆိုတော့ညာလည်းပဲဒီမှာသွားပြီးညှိနေခဲ့ချက်ကူကြားထဲမှာတော့ချက်လေးမှာတော့ inside you kill spree ဆက်ပြီးတော့တိတ်မဲ့သွားသေးပါပဲ
အားတော့ပြန်ပြီးတော့ဝင်လာအောင်မလား strike တွေပြန်ပြီးတော့ပေးဖို့ကြိုးစားထားခဲ့ဆိုချက်တခုကြားထဲမှာလည်း Rubidity strike တွေအကောင်းဆုံးမပေးနေပြီးရှောင်းနေခဲ့ဆိုချက်တခုမှာ final slash ဆိုပြီးတော့ပေးလိုက်ပြီဗျာ link side ကြီးဒီမှာလည်း front line မှာသွားပြီးတော့သူ့ CC damage ရ generation နေခဲ့တဲ့မှာ Guardian ပြန်ပြီးတော့ခုံနေဦးမှာလားနည်းလေးထိန်းစော့အောင်မယ်ဆိုတော့နောက်မှာလည်း first tower တအောင်တော့ fan prime တင်ရပဲဆက်ပြီးတော့တိတ်ပိတ်သွားနိုင်ကြပဲဖြစ်ပါတယ်Brian သင် first tower တအောင်မှာစပီးသိမ်းမဲ့သွားခဲ့ဆိုရင်နောက်မှာတော့စပီးတော့များသူတို့အတင်းနေနဲ့ဗတယ်ပိုင်းချားတစ်ခုအရာတိုးပြီးဆိုင်သွားပဲအချက်လေးတွေလည်းသွားပြီးစောင့်ကြည့်အောင်ပါဗျာပွဲချိန်10မိနစ်ကစပြီးတော့ကြိုလာခဲ့ပြီ first tower တတိုင်းလည်းပေးလိုက်ရဆိုရင်နောက်မှာ Bonner လေးက first tower တတိုင်းမှာစပီးတော့ပေးရအောင်မလား betray item တွေပြန်ပြီးထွက်လာခဲ့မှဆိုလို့ရှိရင်လည်းပြစ်တဲ့အပိုင်းတွေမှာသွားပြီးတော့အားသာချက်တွေရှိနေဦးမှာဗျာ Redity ကောင်မှာသွားပြီးဂန်ကိုစူးစမ်းနေခဲ့ဆိုတော့မှာ Zoo Boy 5 man 10 sticky found တစ်ခုနဲ့အတူပဲ Zoo Boy တစ်ကောင်မှာပြန်ပြီးတော့ကြာသွားခဲ့ပါပြီပေါ်လဲမှာလည်း first tower တိုင်း star captain တင်းပြန်ပြီးရောက်ထားခဲ့ဆိုတော့နောက်မှာတော့နောက်တစ် second tower လေးကိုပါသွားပြီးတော့မချိုးဖို့စူးစမ်းနေခဲ့ဦးမှာလားသွားပြီးတော့ကြည့်ရမယ် British Bombardier damage ကြားမှာအာတိုသွားပြီးတော့ဂန်ကိုစူးစမ်းနေခဲ့ဆိုတော့မှာလည်း backline control Kaiser ပြန်ပြီးတော့ရှိနေဦးမှာလားအရင်တော့သွားပြီး Jack Frost တို့လေးမဟုတ်တဲ့နောက်တစ်ခုမှာ Rico ပြန်ပြီးတော့မှ British နေလွတ်မြောက်သွားခဲ့ဆိုတော့ညလည်းပဲအာတိုတကောင်နဲ့လုံးဝမရတော့ဆို damage ကြားထဲမှာကမလာတကောင်တော့ပြန်ပြီးတော့ရောက်သွားခဲ့တာတွေ့ရပါသေးတယ်9ကောင်လုံးလုံးဝတပြုံတမကြီးသွားပြီးတော့ lane gang ကြီးနေလုံနေခဲ့ဆိုတော့ Fan Prime တင်းရဲ့ sticky form သူတို့ရဲ့ team fight တစ်ခုကြားထဲမှာတော့သွားပြီးတော့ပဲဒါ 0k အကြဆုံးလေးတွေကတော့ဖြည်းဖြည်းနဲ့ပို့ပြီးတော့များလာခဲ့ပြီဗျ။နောက်အနေထားရလဲ9မိနစ်မှာနောက်9000လောက်ထိစပြီးတော့ပြတ်နေခဲ့ပြီဗျ။ပြန်ပြီးတော့ကြည့်အောင်မယ်။ Betrayal လေးတစ်ခါမှမသေးတာဘူးဆိုရင်ချက်လေးတစ်ခုကတော့နည်းနည်းလေးတော့မျောလင်းချက်လေးရဒါပါဝင်နေခဲ့အောင်ပဲလို့ပြောလိုက်ရမယ်။ Star Captain တင်းဒီမှာသွားပြီးတော့ဗတ်တယ်တိုးပြီးဆိုင်မှုလုပ်နေခဲ့မယ်ဆိုလို့ရှိရင်လည်းအရင်တော့ဒါလွယ်ကူနေမဲ့အချက်ကတော့ဒါဖြစ်မနေခဲ့ဘူးဗျ။ဒီကလည်း front line မှာ Ivan တိုးပြီးတဲ့အပိုင်းတွေရှိမယ် backline နဲ့ခခရဲ့ဒါ Father air strike လေးထောက်ပြီးတဲ့အပိုင်းတွေပြန်ပြီးပါလာအောင်မယ်ဆိုတော့မှ Ivan ပြန်ပြီးတိုးလာအောင်မလားခိုင်စာတင်းနေလေးနေဝိုင်းဆိုချက်တစ်ခုမှာကမလာ front line မှာသွားပြီးတိုးကြိုးစားနေကြတာကိုလည်းတွေ့အောင်ပဲဗျကမလာဖတ်တယ်လင်းပြန်ပြီးပေးအောင်မလားအရင်တော့ကြုံရခဲ့ကြတော့မှကမလာစပြီးတော့ကြားတယ် Kaiser ကျမှ3 man stand ဆိုတော့ညာလည်းပဲအားလုံး Jack Frost ကောင်မျိုးဆုံးသထားခဲ့ဆိုတော့မှ Father air strike ကြားထဲမှာ Kaiser ကောင်နဲ့ပြန်ပြီးပေးလိုက်ရတယ်ဗျ General ပေါင်ပြောင်းမိကောင်းမလို့ကာလာပဲဆိုညာလည်းပြန်ပြီးတိုးကြိုးစားနေခဲ့ဆိုတော့ damage ကြားထဲမှာသူကိုယ်တိုင်ပဲပြန်ပြီးတော့ကြာဆုံးသွားနေရအိနဲ့ပဲ Hero-K 3-for-1 trade ဆိုနေတာတစ်ခုမှာ Jack Frost နဲ့အတူပဲဒီဘက်က3ကောင်လောက်တိရတော့ Star Captain တင်းဆက်ပြီးတော့ဒါခွင့်ပြုပေးလိုက်ရပြီဗျfirst law ကလည်းပေါ်နေပြီဆိုတော့ဒါတခုမှဒီ law ကလည်းစပီကွန်ပြပေးလိုက်ရဖို့များနေခဲ့ပြီဗျာ link inside USCC ကလည်းတကယ်ပဲသွားပြီးလှုပ်နေခဲ့တဲ့အချက်တခုကတော့မေးလို့ရအောင်မှတော့မဟုတ်သေးဘူးဗျာသူ့ရဲ့ဒါ ultimate link ပြန်ပြီးချိန်တဲ့ပိုင်းခြားတခုမှရိုးရိုးသွားပြီးတော့ပေးနေခဲ့မှာဆိုလို့ရှိရင်လည်းတကယ်ပဲ front line ပိုင်းခြားရ damage ကပို့ပြီးတော့များပြားလာခဲ့အောင်မယ် lane control လေးကိုလည်းလောက်ပါလေးပဲလုပ်နေခဲ့ဆိုတော့ fan prime သင်ဒီ game Captain တင်းတကယ်ပဲသွားပြီးတော့မှအသာစီးရရှိသွားအောင်လားဆိုတော့ချက်လေးတစ်ခုကလည်းစိတ်ဝင်စားကြပဲခါသွားပြီးတော့ကျုံနေခဲ့တဲ့ချက်တစ်ခုကမှ buff found ဘက်က damage ကလည်းလိုအပ်နေသေးပဲ Ivan သွားပြီးတော့ energy စီးတယ်ပြန်ပြီးတော့စူအောင်မလားအာတိုတကောင်မသွားပြီး stand ပေးနေခဲ့တဲ့လူကြားမှာ Father air strike ကြားမှာ Guardian 3 man အလားလေးပဲ Ivan ဒါမှဘက်က damage လိုအပ်နေခဲ့တဲ့ပိုင်းကြားတစ်ခုမှာ Glyzer လေးနဲ့ပြန်ပြီးတော့ခဲထားပါသေးရဲ့ Ivan ကောင်သွားပြချပြီးစူးစမ်းနေကြအောင်မလား Dash damage လည်းပဲလေးပဲပါဝင်လာခဲ့ပြီဆိုရင်နောက်မှာ Jack Frog front line မှာသွားပြီးတော့သူ့ရဲ့ Rolling Stone ပြန်ပြီးတော့လိမ့်နှောက်ဖို့စူးစမ်းနေခဲ့သေးရဲ့ဗျာလောနေနေကလည်း bottom lane ကပြန်ပြီးတော့ပါလာအောင်မယ် spare တွေကတော့ဒါအရင်တော့သွားပြီးပေးလို့ရအောင်မှာတော့မဟုတ်သေးဘူးညဒီနေရာမှာ Hero-K ကြဆုံးများသွားခဲ့မယ်ဆိုလို့ရှိရင်လည်းဒါ fan prime နေနေရတော့ပြန်ပြီးတက်ဖို့တော့ခက်ခဲနေဦးမယ်အဲ့နေတာတခုမှာ betray ဒါအကောင်းဆုံးလေးပဲဒါ defend ပြီးတော့စော့နေကြတာတော့တွေ့ရပါသေးတယ်alright backline control လေးရလဲသွားပြီးတော့အားကောင်းနေခဲ့ဆိုရင်နောက်မှာပွဲချိန်17မိနစ်ကတော့စပြီးတော့ကြော်လာခဲ့ပြီဗျာ Mega Tower ရှိလေးတတောင်ပါ Jack Frost တော့ရချိုးဖို့စူးစမ်းနေတာများလားရှိမပေးရဖို့ရေတော့ body ပါ block ပြီးတော့ရှင်းနေခဲ့ဆိုရင်နောက်မှာတော့ Bombardier man လေးမှာပြန်ပြီးတော့ပေးထားပါသေးတယ် final side ကြားမှာ2 man Rubidity ပြန်ပြီးတော့ဝင်လာအောင်မလား Zubai တကောင်တော့ပြီးကမှုစူးစမ်းနေခဲ့ဆိုတော့နောက်မှာလဲ Zubai ပြချပေးနေခဲ့ damage တွေရတော့အားလုံးတကောင်ပဲပြန်ပြီးတော့ကြာဆုံးသွားခဲ့ပြီဗျာဆက်ပြီးတော့တက်ဖို့စူးစမ်းနေခဲ့ဆိုချက်တကူအောက်မှာလဲအာတိုနိုင်ငံပြန်ပြီးတတိထားမှရအောင်မယ်ခိုင်ကြသွားပြီး stand ပေးနေခဲ့ damage ကြားထဲမှာ Father air strike ပြန်ပြီးပေးနေခဲ့ဆိုတော့နောက်မှာလဲ Winter Crown မှာ right time လေးပဲခဲထားပေးပါသေးတယ်Breakers တင်နေရတာတောက်ချောက်သွားပြီးတော့တိကျနေခဲ့ချက်တစ်ခုကလည်းသွားပြီးတော့ကြည့်အောင်မယ်ဗျာ Dash ရဲ့ဒါသွားပြီးတော့မှ betray ပြစ်နေခဲ့ damage ကလည်းသွားပြီးတော့တိုးဖို့ရှိနေဦးမလား CC ပြန်ပြီးတော့လည်းရှိနေသေးတယ် 5 man stain sticky found ဆက်ပြီးပတ်သက်ဖို့ရှိနေခဲ့ဆိုတော့မှ minion wave ကလည်းဒါ top lane ကတော့စပြီးတော့တက်လာခဲ့ပြီဗျာစီရဲ့လောက်ကတခုစပီးပတ်သားရှိနေကြတယ်မှာ Bombardier man betray ပြန်ပြီးတော့ပေးလိုက်ပြီဒီမှာကမလာခါဆော့ပလိုက်ပြန်ပြီးချိန်ထားခဲ့ကြတယ်မှာ Jack Frost အကောင့်နဲ့အရင်တော့သွားပြီးသူ့ရဲ့ ultimate ရတိုးနေမှာတော့မဟုတ်သူသွားနေစီစီလင်းနေကြားထဲမှာတော့တော့ပေးဖို့ရှိနေဦးမှာလား Super မသွားပြီးပြစ်နေခဲ့ damage ကြားထဲမှာတော့ပြန်ပြီးတော့ forward မှာရအောင်လို့ပြောနေတယ်မှာ Guardian flicker နဲ့ပဲချောင်းသွားခဲ့ကြတယ်မှာ General ပြန်ပြီးတော့ဝင်လာအောင်မလားသွားပြီးတော့ကြည့်အောင်မယ်ဆိုတော့မှလည်းပြန်ပြီးတော့တိုးစားနေခဲ့ damage တွေရ Super ပြန်ပြီးတော့ forward ရအောင်မရပါအောင်မယ်အားလုံး final slash ကလည်းပြန်ပြီးတော့ရှိနေသေးတယ် Betray ကိုယ်တိုင်ကလည်း under ဆိုနေတာတခုမှာသူ့ရှာ damage တခုကလည်းသွားပြီးတော့မျောလင်းလို့ရသေးတယ်ဆိုတော့ချက်ကလည်းဒါမေးလို့ရအောင်ပါတော့မဟုတ်သေးဘူးမြပွဲချိန်17မိနစ်ကတော့စပြီးတော့ကြော်လာခဲ့ပြီဆိုရင်နောက်မှာဒီ7မိနစ်မှာပြန်ပြီးတော့တက်လာအောင်မဲ့ဒါ fan prime တဲ့ attack ကနေတော့ပဲကြည့်အောင် Bombardier man စပြီးတော့ကျဲထားပေးတဲ့နောက်မှာအာတို
CC သွားပြီးပေးပြီးတော့ lane တွေချိန်နေခဲ့တဲ့ damage ကိုတော့တော်တော်လေးကိုတော့ဒါနာနေခဲ့ဆိုတဲ့နောက်မှာ flicker လေးနဲ့ပဲပြန်ပြီးတော့ forward ထားရပါသေးတယ်second lot လေးကိုပဲပြန်ပြီးတော့စောင့်လိုက်တာတော့ကောင်းဝင်ဗျာ fan prime အသင်းအရင်သွားပြီးတက်ဖို့ကလည်းမလွယ်ကူသေးဘူးဆိုတဲ့နောက်မှာတော့ star captain အသင်းရဲ့ defense တစ်ခုကိုလည်းဒါဆက်ပြီးတော့မျှော်လင့်လို့ရပါသေးတယ် star captain သူတို့ရဲ့ဒါ sticky found လေးတစ်ခုကလည်းတကယ်ပဲသွားပြီးတော့အားသာဖို့ရှိနေဦးမလားဒီမှာသွားပြီးတော့1 2 standard ဆိုတော့မှအာတိုးတွင်းနေလေးနေဝခဲ့ပြီဗျာကမလာနိုင်ငံပြန်ပြီးတော့တတိထားမှလည်းရမယ်ဒီမှာသွားပြီးတော့ aura skate to stand ကမလာခါဆော့ပလက်လေးပြန်ပြီးချိန်ဖို့ကြိုးစားနေကြဦးမလားဒီမှာသွားပြီး CC နေနဲ့လည်း link ပြန်ပြီးချိန်ထားပြီးတော့ခဏတစ်ခုမှာအရင်တော့ဒါ forward လုပ်ဖို့ကလည်းကကဲနေဦးမယ် front line မှာတော့ Ivan သူ့ရဲ့ ကတော့ကတောက်လျှောက် body block ပေးတာဆိုတော့ချက်တစ်ခုကြားလဲပါဘတ်တယ်ကိုသွားပြီးတိုးစားမှုရှိနေဦးမလားသွားပြီးကြည့်အောင်ဆိုတော့မှ back line ပြန်ပြီးတော့ဝင်လာခဲ့ပြီး test ကောင်သွားပြီးကမှုကြိုးစားနေကြတဲ့နောက်မှာလည်းRobert Light မှာပြန်ပြီးပေးတာပြီး retribution ကတော့ Jagan Pro ပဲစပီးသွားခဲ့တဲ့နောက်မှာ Mosake စူပွိုင်းကြားထဲမှာ double K Granger စပီးသွားခဲ့ပဲဖြစ်ပါတယ်ပြန်ပြီးတိုးနေဦးမလားခိုင်စားသွားပြီးကြည့်အောင်ဆိုတော့ Granger စူပွိုင်းဘလက် damage ကြားထဲမှာနောက်တစ်ချက်ကတော့ Mega K နောက်မှာပြန်ပြီးတော့ Ruby ကောင်မှာကြာဆုံးနေရင်းနဲ့ပဲခိုင်စားသူ့ရဲ့ aura တကောင်နဲ့ဘယ်လိုများတစ်ဖက်မှာလဲဆိုတော့ကြည့်ရပါတော့မယ် Minion wave ဒီများပြလာခဲ့ဆိုတော့နောက်မှာ aura တကောင်နဲ့တစ်ဖက်ဖို့တော်တော်လေးတော့ခက်ခဲသွားခဲ့ပြီး Minion wave တွေကောင်းမှမရှိမှုကြိုးစားထားခဲ့ဆိုတော့ energy ရှိတဲ့ Misu ဆိုတော့နောက်မှာတော့ Game number 1 Fan Prime တင်တော့ပဲဖြစ်သွားခဲ့ရပြန်ပါပြီ